အခုဘာဖြစ်ထားလဲကြပြော ဒီရင်းရလေးပြီးတော့ဘာကြီးကရင်ကောင်းကြီးကတော့တောက်ပြီးတော့အသက်ရှူလို့မရဘူး တော့ရှိလို့မဟုတ်ပါဘူး အဲ့လုံးလုံးကတော့နှလုံးခုန်တယ်နှလုံးခုန်ရင်းနေတုံးအဲ့ဒါဆိုရင်မနေနိုင်တော့အဲ့လိုကနေဖြစ်တယ်ဘယ်လောက်လောက်ကြာ ဖြစ်တာတော့ဟောတော့9နှစ်လောက်ဖြစ်သွား9နှစ် အဲ့လောက်တော့ကြာပြီ ဟုတ်ဒီလိုပဲသွားကုတ်နေတာပဲဟိုကိုဒီကုတ်တယ် ဟိုဒိုလီမုတ်ဆာချောက်ကိုတော့ ဟိုပါကျွန်တော်စိတ်ထင်တော့အကျန်းလောက်တာကြီးထင်တယ်အကျန်းလောက်တာကြီးထင် အကျန်းလောက်ထားတာလို့ထင်တယ်ဩ အဲ့လိုဖြစ် ဟိုစားလို့အိတ်လို့ကောင်းလား အဲ့လိုလဲတခါကြမကောင်း စားလို့ စားလို့လဲအဲ့လိုတခါကြစားနေတယ်စားနေရတယ် ရတာမတွေ့ဘူး ရတာမဟုတ်စားနေတယ်စားလို့စားဟိုဝါပြလို့စားနေစားတယ်လို့မဟုတ်အဲ့လိုဖြစ် အိတ်လို့ပြောလားအိတ်လို့ကောင်း တခါကြတော့အဲ့လိုမပြောဘူးတခါကြတော့ခုရက်ဒီမှာတိတ်ပြီးတော့အဲ့လို7နာရီဟိုဘက်ဆိုရင်တိတ်အိတ်မရတော့အဲ့လိုဖြစ် အဲ့ဒါလင်းငန်းနေတော့ဖြစ်နေနော် ဟုတ်ကဲ့ ဘာလို့မလုပ်အောင်ပေါ့ဒါမျိုး အလုံးလည်းမလုံးနိုင်ဘူးမသွားလည်းမသွားနိုင် ဘယ်လိုလဲမသွားနိုင် မသွားနိုင်တော့လုံးတော့ဆိုင်ကယ်လေးစီးနိုင်တယ်ခုမိုးရင်းဆိုရင်စီးတော့မစီးနိုင်တော့ ဆိုင်ကယ်တော့မသိနိုင်တော့ဩလက်ပြားရှိပြဘယ်လိုနေလဲ လက်ပြားချီရရတော့တိတ်ပြီးတော့ဟိုဟာမျိုး ကျင်နည်းကျင်တာသိရဟောကျွန်တော်တို့ဘယ်လိုခေါ်လဲကျင်တယ် ဒီနေ့တော့မနေ မ ဘူး နေဘူးလားစကြောတွေတက် တက်တယ်စကြောကတော့မတရားတက်ပဲစကြောလည်းတက်တယ်အဲ့လက်ပြားချီပြားလေးတော့အေးဘုံနည်းနည်းထုံကျင်ရင်လေးသဘောမျိုးလေးတော့တစ်ခါတလေကြတော့လေ စီဝါမှန် စီဝါလည်းသိမှန်အေးဟုတ်နဲပယောဂဆိုလည်းမပူပါဘူးလားဒါမှဟိုကောက်မှာမလားမျက်စိပြမေးရ အပါရက်စီအကြည့်လို့ရှိရင်မှုံသွားပါ ဝါဘာဘာကြိုက်လို့မျိုးလုံးပို့လဲလို့ပို့ကြည့်လဲလို့မှုံသွားတွေးတွေချောင်ဖြစ်နေတာလေနော်တွေးပြင်းနေကောင်းသွားပြီမလားဟုတ်အဲ့ဒါပဲလားဒါပါအေးမြတ်သားရဟလားအုပ်ဖို့အေးမြတ်သား အိမ်မြတ်သားပေါ့အိမ်မြတ်သားမှာနေရတာပေါ့ဆယ်ရွာပေါ့ ဟုတ်ကဲ့ ခိုင်နာတော့အုပ်ဖို့ဝင်ပေါ့ ဟုတ်ကဲ့ကောင်းပါပြီပတ်တိုင်းတော့လား ကျွန်တော်ကျွေးပြီးတော့ အခုဆရာရှိဘယ်လိုလုပ်သိလား အဲ့လိုသမီးတွေပေါ့ ကားပေါ်မှာ ကားပေါ်မှာ ကျွန်တော်ကားပေါ်မှာကျွန်တော်ရန်ကုန်ပြန်လာတော့ပြောလိုက်တာလားအေးသိပြီကျွန်တော်အဲ့နံပါတ်တွေလည်းပေးလိုက်တယ်လေဟုတ်ကဲ့အေးဟုတ် ဒီယောဂနဲ့တော့ဆုံးနေပြီတဲ့ ရပိုင်းမှာပြောက်သွားလိမ့်မယ်နော် ဟုတ်ကဲ့ဒီယောဂနဲ့တော့ဖုံးနေပြီတဲ့တာနေတာပဲဟုတ်ပြီနော်ဟုတ်